မင်္ဂလာပါရှင်အစာအိမ်လေးပွားတာလေဘူးအန်တာနဲ့ရင်းညွန်းအောင်တာတွေခဏဖြစ်နေလို့စိတ်ညစ်နေရပြီလားဒီနေ့မှာအဲ့ဒီပြဿနာတွေတက်တာပျောက်ကင်းစေမယ့်အိမ်တွင်းဓာတ်စာဈေးနီးအစွမ်းထပ်တစ်ခုကိုပြောပြပေးပါမယ်နော်ဒီနီးလေးဟာလေတကေကေတက်တာတွေလေဘူးအန်တာတွေရင်းညွန်းကအောင်နေတာတွေလေပင်ကသဆိုးဆိုးဖြစ်နေတာတွေအားလုံးကိုအမှန်တကယ်တက်တာစေပါတယ်နော်ကဲဘာတွေလိုအပ်မလဲဆိုတော့အဓိကကတော့ကြက်သွန်ဖြူဥတစ်ခါစား၃လုံးပြီးရင်နှိုင်းစီဒါမှမဟုတ်နှက်စီနဲ့စားအနှဲငယ်ပဲလိုပါတယ်ရှင်လူနီကလည်းအရန်လွယ်ပါတယ်ရှင်ပထမဆုံးကြက်သွန်ဖြူ3ဥကိုအခွန်ခွာပြီးတွားကြထူးတဲ့လေးနဲ့အပေါက်တေးသေးလေးတွေထိုးဖောက်ပါပြီးရင်ပငန်းလုံးထပ်မှာနှမ်းစီနဲ့စားအနှဲငယ်နဲ့အတူမိနစ်30ခန့်စိမ်ထားလိုက်ပါနော်ဒါဆိုရင်ရပါပြီနော်အရေးကြီးတာကဘလို့စားမလဲဆိုတော့ထမင်းစားတိုင်းစိန်ထားတဲ့ကြက်သွန်ဖြူ3ဥကိုစားပေးရမှာပါကျမဆိုရင်မနက်နဲ့ညနေထမင်းစားပြီးတိုင်းညက်အောင်ဝါပြီးစားပါတယ်နော်ဒီနေ့ကအန်ဒီရဲ့ကင်းတီအလွယ်တကူလုပ်လို့ရတဲ့တဘာဝဓာတ်စာလေးပါကိုလိုက်လဲစားကြည့်ပြီးလေးပွားတာတွေတကယ်သက်သာလာလို့ပြန်လဲညှဝေပေးတာပါရှင်အစားအိမ်ပတ်တနာရှိသူတွေအတွက်ဒီဗီဒီယိုလေးကို share ပေးလိုက်ပါအောင်နော် like and follow လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်နောက်ထပ်ဘလို့ကျမ်းမာရေးနီးလန်းတွေသိကျင်သေးလဲဆိုတာ comment မှာရေးပေးခဲ့ပါနော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်